ဆိုတော့ဒီမှာcheck engine light ရှိမယ်အဲ့ဒါကတော့speed limit ပေါ့နော် RPM limit engine RPM limit EPC electronic power control ပေါ့ဟောဒါလေးဘာတွေဖြစ်မလဲကြည့်တာပေါ့နော်ဒါကတော့ after သူစက်ကတည်းကယနေ့ဟိုအောက်ထဲမှာ OBD port မှာ join ထားရနော်ဒါ OBD port အဲ့ဒါချာကာဟာဆိုတော့ပြန်ထွက်မယ်စာကပြန်ဝင်မယ်နော်အော်တိုဗီမ်ဖမ်းမယ်ရစ်တို့ကားရဲ့ဗီမ်မှန်နေဆိုလို့ရှိရင်မှာโอเคပေါ့ဒါတော့ US Canada မဟုတ်တဲ့တခြားပါနော် US Canada မဟုတ်တဲ့အတွက်2008ဒီကောင်ကတော့2011အဲ့လိုလေးပါနော်auto scan လုပ်ကြည့်မယ် fault scan ဒါရတော့ module တွေပေါ့နော်သူ့မှာရှိတဲ့ကွန်ပျူတာတွေပေါ့ဆိုတော့ဒီမှာ ECM မှာဆိုလို့ရှိရင် fault ကိုတစ်ခုရှိမယ် DCM transmission control မှာလည်းတစ်ခုရှိမယ်radio မှာ AC မှာလည်းရှိမယ်အမျိုးတွေပေါ့နော်ဒါအဓိကတော့ဒီကောင် engine ကိုကြည့်မှာဖြစ်တဲ့အတွက်ဒီနှစ်ခုပေါ့နော် engine နဲ့gearbox နဲ့ဆိုတော့ဒီမှာ list ထဲတော့မယ် camshaft adjuster ဒီကတော့ open circuit ဆိုတော့ socket တွေမထည့်တာမျိုးပေါ့နော်အဲ့ဒါဖြစ်မယ်မတတ်တာမျိုးပေါ့နော်ဒါမှမဟုတ်သူရဲ့ solenoid ပြတ်တာတော့ wiring ပြတ်တာတော့အမျိုးဖြစ်နိုင်တယ် transmission fluid deteriorated ဆိုတာကတော့ဒီကောင်ကတော့ transmission gear C မှာပေါ့နော် gear fluid မှာတော့ပြဿနာရှိတယ်ပေါ့နော်အမျိုးတွေ fault တွေ active တွေပဲဆိုတော့ပြင်ရမယ့်ဟာတွေပဲပေါ့နော်အခုလည်းရှိနေတဲ့ fault တွေဖြစ်တယ်ဆိုတော့ဒီဟောချက်ချင်းကြည့်ရမယ်အများကြီးပဲဆိုရင်ဆုံးရှင်းကြည့်လိုက်မယ်ရှင်းကြည့်လိုက်တော့ engine မှာတော့ pass ဖြစ်သွားတယ်နော်ဒါပေမဲ့ gearbox မှာ pass မဖြစ်ဘူး fault ရှိသေးတယ်ဆိုတော့ဒီ gearbox ကိုပြင်မရမယ်အဲ့လိုမျိုးပေါ့နော်တချို့ fault ကိုတွေကထည့်လိုက်လို့ရှိရင်ပျောက်သွားတယ် active မဖြစ်ဘူးပေါ့နော် passive တော့ pass လို့ရှိရင်ကောင်းတယ်ဒီလိုမျိုးဖြစ်လို့မရတဲ့ဟာတွေကတော့ပြင်ရမှာပေါ့အဲ့လိုပေါ့ okay ဆိုရင်မှာ checking online function တော့ဘာတော့ပေါ့နော်ဒါလေးတစ်ခုပဲတစ်ခုနောက်တစ်ဆင့်စစ်ကြည့်ရမှာပေါ့ဒီကောင်းဆိုရင်
ဘာတွေဖြစ်မလဲဖတ်ကြည့်ကြည့်မယ်နော် analysis transmission produce usually red or green so they can be described from water ဒါတော့သူရဲ့ for description လေးပါနော်လို့ရှင်ဒီနေ့ model detect transmission for detector for ကတော့ gearbox warning light တက်မယ် drivability လို့ရှင် shifting မှာပြဿနာဖြစ်မယ်တော့ဖြစ်နိုင်ကြတော့ gearbox gear oil ညစ်ပတ်တာတော့ဒါမှမဟုတ်နေတာတော့ transmission faulty with the faulty circuit တော့ loose ဒါမှမဟုတ်wiring တွေပေါ့နော်ဒါမှမဟုတ် DCM transmission control module ကိုယ်တိုင်ပြတ်တာတော့ပေါ့နော် possible cause ပေးထားတယ်သိရမယ်ဟာဒီ solution တွေလည်းပေးထားတယ်ဒါတွေရောတစ်စင်ချင်းလိုက်စစ်အဲ့လိုဆိုလို့ချင်းဒီကားပြဿနာရှင်းရတာလွယ်တာပေါ့နော်အဲ့လိုပါပဲ transmission for the transmission repair လုပ်မယ် repair circuit honest ဒါကြတော့တစ်စင်ချင်းတစ်စင် check ရမှာပေါ့နော်ဆိုတော့နောက်မှ set တာပါ repair မှာတော့ရှိတယ်ဗာ repair အဆင့်တွေပေါ့နော်ဒါမှဝင်ကင်မှာကျွန်တော်ဟိုအပြင်မှာသွားစစ်ကြည့်အောင်မယ် okay